ရေသူမလွန်မမောကျမကဆယ်လုတ်တီးရယ်ကျမနေတဲ့တိုက်ခန်းကကြည့်လိုက်ရင်မွဲပြနေတဲ့ကောင်းငယ်နဲ့ပြင်းစရာကောင်းတာဖုန်းကြိုးတွေ့ရတယ်နေ့လည်းပဲဆိုဘာခဲတေးသွားတယ်ကျမလေ့ကျင့်တယ်ဘာခါကျမအဆွဲလန်းဆိုမော်စရာပဲလေကျမတယောက်တည်းနေတဲ့တိုက်ခန်းချမ်းမြေမှာတော့နှုတ်စာရွက်တွေပြန်ကျင်နေတယ်မိတ်ဆွေတွေလာရင်အဲ့ဒီနှုတ်စာရွက်တွေဖယ်ပြီးချမ်းမြေမှာဝိုင်းတယ်သူတို့တောက်ဆရာတခုပါလာရင်အမီးတွေပါတယ်ကျမလုပ်ပြီးတယ်တခါလေစုဖွဲ့ပြီးဒီကြမို့ကြလေးတွေလည်းရှိတယ်ကျမမျိုးဝိုင်းထွက်လာတာကြာပြီလေဆယ်ကျော်သက်ဘဝအမတ်ရစရာတွေနှစ်ထပ်ပြင်တော်အိမ်မဲကြီးထဲမှာထားခဲ့တယ်တောင်နှမ်းတွေနဲ့စောင်းမနဲ့ခင်းတွေဟာနောက်မှကျန်ခဲ့တယ်အမှုပညာကျောင်းပြီးတော့ရန်ကုန်မှာပဲဂီတနဲ့အတန်မိုးရယ်နှစ်ကအသက်နှခါခွဲပြီးလောက်မှာတော့တယောက်ထဲသမားဘဝကိုရွေးချယ်လိုက်တယ်အခန်းတွေပြောင်းမိနေတယ်အခန်းတွေပြောင်းရလည်းမနေတော့ဘူးညနေတကောင်ပွဲကဖြစ်ဖြစ် recording ကဖြစ်ဖြစ်ပြန်လာရင်ဆယ်လိုကြီးမနိုင်မနေနဲ့လေကဝတ်တဲ့တိုင်းဘေးကနေထွက်ကြည့်တယ်ဂီတမိတ်ဆွေတွေအဝင်ထွက်များလို့မျက်စိနောက်ကြတယ်ဝိုဆိုးရာကဆယ်လိုတန်ဘေးကတွေကလာပြောရင်အာယုံနောက်ကြီးပြောင်းရတာများတယ်အခုနေတဲ့အခန်းတိုင်ခင်နေခဲ့တဲ့အခန်းမှာတော့တခိုးဝင်နေတခိုးကဓားပါတော့ကျမကိုရံပြူတယ်နောက်ဖေးမိဖို့ကန်ထဲမှာကျမကိုဓားနဲ့ဆစ်ထိုးတယ်လက်မောင်းနဲ့လက်ဖြံမှာဓားထိလို့သွေးတွေစီးနေပေမဲ့ကျမတခိုးပြန်တိုက်ခိုက်ခဲ့တယ်ချစ်တဲ့မာတကောင်လို့ဟိတ်မိတိုက်ခိုက်ခဲ့တာရဲတွေရောက်လာတယ်လူတွေအုံခက်ပြီးရောက်လာတယ်ကျမလည်းအဲ့ဒီအခန်းစေတာနဲ့အခုခန်းကိုပြောင်းလာတာအခုနေရတော့လူသွားလူလာနေတဲ့တစ်ဖက်ပိတ်လန်းလေးထဲမှာရက်ွက်ကတတ်နေကျမနေတဲ့တိုက်ခန်းတွေလုံးလူနေတယ်ဝန်ထမ်းထွက်တာတိတ်မမြင်ရဘူးဘေးကတွေကဘာတိဘာသာနေပုံရတယ်ညဘက်ပြန်လာရင်တလန်းလုံးတိတ်ဆိတ်နေတယ်တော့ဖွင့်ပြီးတက်တော့ဆက်စုပြီးမတိမတာကြီးတဲ့တွေမရှိဘူးကျမရင်နှွေးတယ်ကျဲုပ်တလုံးကြော်တယ်ကော်ဖီတစ်ခွက်ပြောတယ်ပြီးရင်ဝရဏမှာအေးလူ secret လေးလောက်ပါတယ်တောက်တယ်တော့မဟုတ်ပါဘူး secret မီကိုတွေတိတ်လေးလွင်သွားတာကြည့်ကောင်းလို့ပါအသက်38နှစ်ပြည့်တဲ့မွေးနေ့ကိုတယောက်တည်းဘကိုဖွင့်နာထောင်ပြီးဝိုင်းမလင်းဖွင့်တဲ့ညမှာတော့တခုခုအာရုံရလိုက်တယ်လို့ထင်မိရဲ့တယောက်ရှိနေတယ်လို့မျိုးကိုဘေးမှာတယောက်နင်းသားလေးလာရနေတယ်လို့မျိုးလေကျမကပရလောကတွေပါတယ်တိတ်ယုံနာမျိုးလည်းမဟုတ်မယုံနာမျိုးလည်းမဟုတ်ဘူးဒီတိုင်းဘာတိပါတာပဲနေတတ်တာပြောရရင်ဘာမှကြောက်တတ်တာမဟုတ်ဘူးလေအမှုပညာတက်သူတဲ့တုန်းကတေး6တယ်လို့နာမည်ကြီးတဲ့ခန်းထဲမှာညဘက်သွားပြီးတေးခေါ်နာတော်ကစားမှုတယ်ကျမနောက်ဆုံးနှစ်တုန်းကအเจ้าကလူတွေစုပြီး express သတိနဲ့ခီးထွက်ကြတယ်ထုံးစံတိုင်းတောက်ဆရာတွေရောတီးဖို့ပို့ instrument တွေရောအဆုံးပါတယ်ကမ်းခြေမှာစကြတောက်ကြလိချာမုံကြပေါ့အပြန်လမ်းမှာတရောဒီရဲ့ကောင်မလေးကိုဘူးစလို့ကတ်တယ်လို့ဖြစ်ပါလေအဲ့တော့ကနေဝင်ဖြိုးပြချင်းသူကကျမအပိထိုင်နေတာမအိပ်ပြုံနေရောစူးစူးဝါငိုတန်ကြလို့ထားကြည့်ရောအဲ့ဒီကောင်မလေးအသေးငုံတာတွေတကယ်ရှိုက်ကြီးနေကြီးဘာဖြစ်လို့လဲပြီးတော့မိလို့မရဘူးကမ်းခြေမှာအားလုံးကဲလို့နိုင်နေတဲ့သူတွေအကုန်လုံးနိုးလာတော့ကောက်ပြတ်ခိုင်းလိုက်တယ်ဆရာမတွေကတိချာထပ်နေတယ်ငိုနေတာပြီးတော့အတန်ကအဲ့ဒီကောင်မလေးတန်မဟုတ်ဖြစ်နေတယ်ဒါနဲ့ပဲကားဆရာကချက်ချင်းကားဆက်ပြန်လို့ပြီးနိဆာဖုံးကြောင်းတွေကိုကားကိုဝင်လိုက်တယ်ဖုံးကြောင်းတွေကိုကျမတို့ express ကားရောက်သွားတဲ့တကြောင်လုံးမီးတွေပြက်ကုန်တယ်အဲ့တော့အားလုံးကြောက်စိတ်ဝင်ကုန်တာကိုသတိရမိတယ်ကျမကတော့ဘိုက်ဆာနဲ့ PK ဝါနေလိုက်တယ်မော်မြန်ကနာဟိုတယ်တော့အဲ့ဒီကောင်မလေးနဲ့တခန်းနဲ့နေဖို့ကြတယ်ဒီညလုံးမိတ်ဖဲနဲ့ဂရင်းမော်မှာသပင်ဖားရနဲ့ငုတ်တုတ်ထိုင်တယ်ကျမကတော့မော်မြန်ကနာလန်ကအညမောင်ကို secret လိမ့်နေနေတယ်ပြီးတော့သူ့ကိုကျမချော့သိလိုက်တယ်မနဲ့ကြတော့အားလုံးအေးဆေးပါပဲပြောချင်တာကကျမအဲ့ဒီကလေးကဟိုမိုဖြစ်ခဲ့တယ်နော်
စမ်းကြံမဲ့လိန်တွေပေါ်အနှုတ်လက်ခံတာတဖြည်းဖြည်းကျလာရင်နောက်ဆုံးကျွန်မရေးစားနဲ့꿰ခဲ့တယ်ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်ခဲ့တယ်သူခံစားရတာကြည့်ပြီးကျွန်မတော်တော်မုန်းတီးခဲ့ရတယ်နောက်ကျွန်မဆယ်လိုတီးပေးတဲ့အဆိုတော်မလေးနဲ့အတူနေသူအိမ်အောင်ချသွားတော့တော်စောက်တရားမရဖြစ်ခဲ့သေးတယ်ကျွန်မသူ့ကိုမပြတ်နိုင်တော့သူ့အမျိုးသားလေးကလာပြဿနာရှာတယ်ကျွန်မဆက်ပြတ်ခဲ့တယ်တယောက်တည်းနေရဖို့ကြိုးစားခဲ့တယ်ခုချိန်ထိလေခုနောက်ပိုင်းညာတိုင်းလိုတင်းပြတ်တဲ့ညနာလေးတစ်ခုရနေတယ်Calvin Klein မလို့အနံလေးပြီးတော့ညာတိုင်းလိုအိမ်မက်တစ်ခုကျွန်မထက်ခါမဲ့နေရေကန်ထဲမှာဝက်လစ်စလင်နဲ့ရေကူးနေမိမတယောက်တို့ကျွန်မအမြင်တော့ရေထဲကတက်ပြီးကျွန်မစီပြုံးရင်းရှောက်လာသူ့ရဲ့အဝတ်မဲ့ခန္ဓာကိုယ်ရေနဲ့ပြောင်ချောနေတယ်ရေစဲရေပေါ်လေးတွေကနေအောင်မှတလဲလဲတဲ့တခါလေအဲ့ဒီမိမကျွန်မကိုယ်တိုင်ဖြစ်နေပြန်ရောတူကြတာအဲ့ဒီအိမ်မက်တွေမဲ့တိုင်းကျွန်မဟာ August ဖြစ်တယ်လို့မျိုးပဲအိမ်မက်မဲ့လို့လက်နိုတိုင်းရေချိုးကန်တွေကရေတစ်စက်စင်းကြတာကြားရတယ်ပိုက်ကောင်းကတိတ်မကောင်းတော့ရေကအမြဲလိုစိတ်ကြနေတာလေအဲ့ဒီအိမ်မက်ကြောင်ပြန်စဉ်းစားရင်ကျွန်မရည်စင်းတယ်ဘယ်နဲ့ကြောင်ဒီလိုမျိုးရှောက်မဲတာလဲဗောအမျိုးသားဆက်ရုံမှာနိုင်ငံခြားက orchestra wine နဲ့တွဲတီဖို့ဖြစ်လာတော့တော်တော်ရှုပ်ရှက်ခတ်သွားတယ်တချင်းတွေတိုက်ရတယ် notes တွေညှိရတယ်မြမဆရာလည်းဒေါသဆိုတော့စူလိုက်ငေါက်လိုက်တာမျက်ရည်တောင်ကျရတယ်စိတ်ဖိစီးမှုတွေများတော့လုံနိုင်မယ်လို့တော့မထင်တော့ဘူးအဲ့ရတွေကကျွန်မတို့တော်တော်ခက်ခဲခဲ့တယ်ညဘက်အိမ်မပြောလို့အိတ်ဆေးတောင်တောက်အေးရတယ်အဲ့ပွဲပြီးတော့ကျွန်မတော်တော်ခြေကိုလက်ပန်းကျသွားတယ်အားလုံးစင်ပြေခဲ့လို့ပွဲပြီးမှပဲတက်ပြင်းချနိုင်တယ်အဲ့ညကနေ့နဲ့မှကျွန်မရောက်တယ်စမ်းကြောင်းထဲမှာကျွန်မတို့အုပ်စုဆိုင်းနှစ်ဆိုင်လောက်ပြောင်းတောက်ခဲ့တာတော်တော်လေးမူးနေပြီအဲ့ရရောက်တော့အိမ်ကဖုန်းဝင်လာတယ်အဖေနေမကောင်းလို့ပြန်လာနေဦးတဲ့ကျွန်မလည်းပြောနေပျောက်သွားတယ်အိမ်เจ้าစဉ်းစားနေပဲအဲ့ညဘယ်လိုအိပ်ပျော်သွားမှတော့မသိတော့ဘူးနောက်ကြတော့ကျွန်မအခန်းပိုင်ခင်းတဲ့စကားပြောတယ်ကျန်တဲ့လာတွေအတွက်ပတ်စံပြန်ပြီးဖို့သဘောတူလိုက်တယ်ဒီမှာလည်းမြို့ပြန်ဖို့ပြင်ရစင်ရတချို့ပစ္စည်းတွေမိတ်ဆွေတွေရင်သွားထားတဲ့ဖတ်ကိုမောလို့ပေါ့ထုတ်ပိုးတွေပြင်ပြီးနောက်ဆုံးဝိတဲ့ညမှာတော့ဖုန်းဟိုဖို့ဒီဖို့နဲ့မိခဲ့တဲ့အိပ်ပျော်သွားတယ်တကောင်ကျော်လောက်မှာကျွန်မလက်နိုတယ်ဘေးကိုရောင်ရမ်းဆက်ပြီးတော့အေးခဲဟာစိုးထိုင်းထိုင်းအပြင်ကလမ်းမရောင်ဟာနာပေါ်မှာမိမ့်မိန်လေးလင်းနေတယ်ဒီချိုးကန်းထဲမှာရေကျကြတယ်ကြားလိုက်တယ်ကြောက်ရောက်ရေဖွင့်ထားတဲ့မျိုးရုတ်တရက်အခန်းတော်မောင်ရင်ထဲကိုကြည့်လိုက်တော့မိမတယောက်မတ်တရနေတယ်အဝတ်မဲ့ကိုကရေစက်ရေပေါက်တွေဟာကျမ်းမော်တစ်စက်စက်ကြာလို့